ဖုန်းတွေကိုဒီမှတ်ပုံတင်ပြီးတော့တော့မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတော်များများစိတ်ပူနေကြမယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ပြောရရင်ဒီအစရင်းကြီးစိတ်ပူနေရမလို့လို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစနစ်ကိုမြန်မာနိုင်ငံမှာအခုမှသုံးနေဆိုပေမဲ့တခြားနိုင်ငံတွေမှာသုံးနေရဖြစ်တော့လေးကိုကြားပါပြီအဲ့တော့ဗျာဒီစနစ်ကိုနားမလည်သေးဘူးဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုမှာလိုရင်းလို့ရှင်ပြောပြပေးပါမယ်ကျွန်တော်လက်ရှိသုံးတဲ့ဖုန်းတွေကဒီ single ထည့်ပြီးတော့သုံးနေတဲ့ဖုန်းတွေကregister လုပ်ကြမလို့ဘူးအခွန်ဆောင်ကြမလို့ပါဘူးသူ့ဘာသူ auto register လုပ်ပေးသွားမှာပါဘယ်မျိုးဖုန်းတွေကအခွန်ဆောင်ရမလဲဆိုတော့၄လပိုင်းမှာအသစ်ထပ်ဝယ်တဲ့ဖုန်းတွေကခွန်ဆောင်ရမှာပါဒီလိုအဲ့လိုမျိုးခွန်မဆောင်ဆိုရင်ခင်ဗျားရဲ့ဖုန်းကအပိတ်ခံရမှာပါအပိတ်ခံရတယ်ဆိုတာဗျာအင်တာနက်သုံးလို့မရတာတို့ဒီဖုန်းပြောလို့မရတာတို့အဲ့လိုမျိုးဖြစ်မှာပါဖုန်းလုံးဝသုံးလို့မရတာကိုပြောတာမဟုတ်ပါဘူးအဲ့လိုအပိတ်ခံရင်တော့ကျွန်တော်တို့ဒီအခွန်နဲ့တန်ကြီးကိုပေးဆောင်ပြီးတော့ပြန်ဖွင့်အောင်လုပ်လို့ရပါတယ်လုပ်လို့ရမယ်လို့တော့ထင်တာပဲနောက်တစ်ချက်အနေနဲ့မြန်မာနိုင်ငံလူတွေတော်တော်များများစိုးရိမ်နေကြမယ့်အရာတစ်ခုလို့ထင်တယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ဖုန်းရဲ့ IMEI ကိုတင်ထားရုံနဲ့ကိုယ့်ဖုန်းရဲ့ဒီကိုရေးကိုတာအချက်လက်တွေကိုယ့်ဖုန်းထဲမှာရှိတဲ့ကိုရေးကိုတာအချက်လက်တွေကိုဝင်ကြည့်လို့ရပါလားဆိုရင်တော့ကျွန်တော်အနေနဲ့ပြောရရင်မရဘူးလို့ပြောချင်ပါတယ်ဒါပေမဲ့ဒီကိုဖုန်းရဲ့ IMEI ကိုတင်ထားရုံနဲ့လုပ်လို့ရတဲ့အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ပထမတစ်ချက်အနေနဲ့ကိုယ့်ဖုန်းရဲ့ဒီတည်နေရာကိုကြည့်လို့ရတယ်နောက်တစ်ခုကကိုယ့်ဖုန်းကို IMEI ကိုတင်ထားနေတဲ့ကိုယ့်ဖုန်းကိုအင်တာနက်သုံးလို့မရအောင်ဖုန်းပြောလို့မရအောင်လက်မျိုးပိတ်လိုက်လို့ရပါတယ်အဲ့ဒါလည်းဒီအစိုးရနဲ့ဒီ operator ရပဲပြလို့ရတာပါโอเคအဲ့တော့ဒီလောက်ဆိုရင်တော့ဒီစနစ်ကြီးကအရန်ကြီးစိုးရင်စရာမလိုဘူးဆိုတာကိုတည်သွားတော့ပြီလို့ထင်ပါတယ်ဆိုအားလုံးပဲ